Okay ညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်တို့အခုထိုင်းနိုင်ငံမှာဆိုင်ကရောင်းဝယ်ရေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်အခုကျွန်တော်ရှင်းမှာကျွန်တော်ပြမယ့်ကောင်လေးကတော့Ninja 400cc တွေပဲဖြစ်ပါတယ်နှလုံးထိုးနေပါနော်ဒါကတော့ဆိုင်ကရှစ်တဲ့ညီကိုတွေတိုင်းဘိန်းမြင်လိုက်တာနဲ့သိတယ်ပေါ့နော်ဒီကောင်ကိုတစ်စီးလုံးကိုစတီကာဖိုင်းပေးထားတယ်ဗျာလုံးဝတစ်စီးလုံးအနာစာလုံးဝမရှိဘူးနော်လုံးဝမရှိဘူးကျွန်တော်တစ်စီးလုံးပြပေးမယ်ဗျာဇီလုံးအနာသာလုံးဝမရှိဘူးဘိန်းကျော်တက်မယ်စီယိုစိမ့်လုံးဝကင်းမယ်ဗျာနော်ဖောက်စီယိုစိမ့်မှုတွေလုံးဝဘာမှမရှိဘူးအလုံးကင်းမယ်စတိကဇီလုံးကိုဖိုင်းနာပေးပါတယ်ဗျာနော်ဒီကောင်ကိုအာဂါဘိုးဝေးပြောင်းထည့်ထားပေးတယ်နောက်ပြီးတော့ဂွေရွှေအောင်မှုတ်ထားပေးတယ်ဗျာနော်ဘိန်းဇီလုံးကိုလက်တင်စီးအောင်ပဲဗျာနော်ဂွေဆိုလဲမှာရွှေအောင်မှာကာဘာဆိုလဲအနာစာလုံးဝမရှိဘူးနော်အင်ဂျင်လုံးဝအာမခံပေးတယ်စပိုင်းဆိုင်ရာလုံးဝအာမခံဟိုအပြည့်နဲ့ပေးတယ်ဗျာနော်ချူနာလဲတာပေးမယ်မှာဒီအတောင်မလေးတွေလည်းထည့်ပေးထားမယ်ဗျာနော်ပြီးရင်ဒီကောင်ကစမကီတောနဲ့ဖြစ်မယ်ဗျာနော်စမကီတောနဲ့မော်ဒယ်ကတော့18ဖြစ်မယ်နောက်ပြီးတော့ဒီကောင်ရဲ့ကီလိုက9000ကျော်လေးပဲရှိတယ်ဗျာလုံးဝဒါအိုကီလိုနော်လုံးဝမစီဘူးတေချာဘိန်းကိုစီကန်းရှိတင်ထားတဲ့ဘိန်းလေးဖြစ်တယ်ဗျာနော်ကာဘာနာစာလုံးဝမရှိဘူးနောက်ပြီးရင်ဒီမှာတာယာဆိုလုံးဝဒီမှာအမွှေးတွေတောင်ကျွတ်သေးပြီဗျာနော်တာယာဆိုရှေ့နောက်90%ကျန်မယ်ဗျာနော်အင်ဂျင်လုံးဆိုလုံးဝရှေ့တန့်မယ်လုံးဝရှေ့အနာစာလုံးဝမရှိဘူးနော်အားလုံးရှေ့တန့်မယ်ပရိန်တွေပါတယ်အကုန်ဖောက်လိုက်အကုန်ချဲစီယိုစိမ့်လုံးဝကဲမယ်ပြီးရင်ဆိုင်ငယ်မတော်တဆတိန်ဆောင်မှောက်သွားမယ်ဆိုရင်အင်ဂျင်ကတ်လုံးလေးထည့်ပေးတာဗျာလုံးဝနာစာလုံးဝမဖြစ်အောင်ကာဘာဒီမထိအောင်လို့ကတ်လုံးလေးထည့်ပေးထားမယ်ဗျာနော်လုံးဝရှေ့နေကြ400ပါနော်ကဲဒါလေးကိုစိတ်ဝင်စားရင်ညီကိုတွေဆက်သက်လာလို့ရပါဗျာနော်လုံးဝကိုဈေးနှုန်းမှန်ကန်တိကျစွာရောင်းချပေးမယ်ရောင်းဈေးကတော့79,900ပတ်လေးနဲ့ပဲရောင်းချပေးမယ်ဗျာနော်ဒီစီလုံး modify ရွှေပြီးအောင်netလေးတွေလည်းထည့်ပေးထားတယ်ဗျာနော်အခါဘိုးဝေပြောင်းတယ်တော့ဆက်ကတော့ကျွန်တော်မတိုးပြတော့ဘူးဗျတော့ပါသွားလို့နော်ခွေတော့ဗျာအဲ့တော့ဒီဘိန်းလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ညီကိုတွေရေးကြလဲတဲ့လက်ငင်းအားလုံးရမယ်ဗျာနော်ဆက်သွယ်လာလို့ရပါတယ်ရေးကြလဲတဲ့လက်ငင်းအားလုံးရတယ်နေဝေးဆိုရင်နေဆက်တွေဆိုရေးကြမရဘူးနော်။အားဆိုင်တွင်းထဲမှာဆိုရေးကြလဲတဲ့လက်ငင်းအားလုံးရပါတယ်ဗျာ။โอเคညီကိုဒီလောက်ပဲဗျာနော်။